Oh Lord Jesus oh King Yesu 그러고 치바래 니마 마테 칸징아 nga mà nó mà bảo tôi thà lê rồi nông nhân tình môi đồ tụi đi mình cái là xí chạy cháu một cái tụi đi pi đồ của môi khai nhà trả là tan rồi nó nông nhân tình môi đi lúc à pi đồ của môi khai nhà mẹ rồi nó khai nhà trả là tan rồi nông nhân tình môi pi đồ của môi khai bút rồi lúc à thông stan sen lại cho tay ra đấy khai ra đấy cho nên cái bao mà ba trăm xếp này này đi pi đồ của pi số đi lúc à rồi bà xếp bánh của tôi nên mấy ạ đi tay mà nó tôi giá trị phụ luôn tay khai này pi đồ môi khai nhà phụ pi đồ của giá phụ số đi tay ra đấy khai ra đấy đã lúc cáiตบตบาวဖြစ်ပါတယ်ဆိုတော့ယနေ့ကျွန်တော်တို့ဖရားရဲ့တဘတဘာဝနဲ့ဖရားရဲ့တန်ဖိုးနိုင်ပေါ့နော်ဖရားရဲ့တမန်တရားနဲ့ဖရားရဲ့အသက်တရားနိုင်ကဘာလဲလို့ပြောလို့ပြည်တော်ကိုအမွေခံဖို့ကျွန်တော်ကနုညံ့တိမ်မွေးရမယ်လို့ပြောလို့ပေါ့နော်နုညံ့တိမ်မွေးတွေဆိုတာဘာလဲနုညံ့တိမ်မွေးတွေဆိုတာကျွန်တော်တို့ကိုစန့်ကျင်တိုက်ခိုက်မှုတွေကိုကျွန်တော်ကခုခံတွန်းလှန်ခြင်းမဟုတ်ဘူးねဒီအရာအလုံးကိုကျွန်တော်ကအလူလားဆန္ဒရှိစွာခံရမယ်ဘာကြောင့်လဲယောဟန်ခန်းကြီးရှစ်ငွေ20ရှစ်20ခွန်မှာပေါ့နော်20ခွန်28မှာဆိုပါပဲရာခတ်တင်ကကျွန်တော်ကောင်းဖို့တော့လှုပ်ဆောင်နေလို့ပြောလိုက်တာကျွန်တော်ပတ်ဝန်းကျင်ရဲ့ခုထုနေမှုတွေပတ်ဝန်းကျင်ရဲ့ဒီလောကဒဏ်ရဲ့ကျွန်တော်တို့ကိုထုနေမှုတွေကကျွန်တော်တို့ကိုကောင်းဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလေတဲ့ခါမှာကျွန်တော်တို့ဒီတကယ်ပဲဒီຢာတွေကိုလူလားဆန္ဒရှိတော့ခံယူနိုင်မှာဖြစ်ပါတယ်ဝိညာဉ်နဲ့ဆင်းရဲပြီးတော့မှဝိညာဉ်နဲ့ဗလာဖြစ်ပြီးတော့မှအခြားသူတွေရဲ့တနာစရာကောင်းတော့ပေါ့နော်အခြားသူတွေရဲ့ဖရားခင်ရဲ့စီမံကိန်းနဲ့လွှဲချုံနေတဲ့ဖရားရဲ့တမန်တရားနဲ့လွှဲချုံနေတဲ့ဖရားရဲ့တဘောတဘာဝကိုအလေးအလာကိုမိုလေးလာကိုနားမလည်ဘဲနဲ့လွှဲချုံနေကြခရိယန်လောကကြီးကိုကြည့်ပြီးတော့မှကျွန်တော်ကညီးတွားနေစိတ်မတာညီးတွားနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမှန်တကယ်ပဲနုညံ့တိမ်မွေးလာမှာဖြစ်ပါတယ်ဆိုကျွန်တော်နုညံ့တိမ်မွေးတယ်ဆိုတာကကျွန်တော်အခြားသူကိုကျွန်တော်ကကျွန်တော်ကနူးညံ့တိမ်မွေးဆိုတာကျွန်တော်ကိုရန်လူတွေပဲဖြစ်ဖြစ်ဘယ်လိုပုံစံပဲရှိနေပါစေကျွန်တော်ကနူးညံ့တိမ်မွေးဆိုဆက်ဆက်ရမှာမယ်တခင်ရှော့ပါပြောလေဆိုဒီရဲ့ပါရဘက်ကိုရိုက်လို့ရှိရင်ပါနောက်ပါရဘက်ကိုလှည့်ပေးပါတဲ့ဒီအင်ဂျီကိုလူချင်းပို့ဖုံးအင်ဂျီလူချင်းဒီအတွင်းအင်ဂျီပါပေးလိုက်လို့ပြောတယ်ပေါ့နော်ဆိုရှင်နဲ့ကျွန်တော်ရဲ့အတုံးပြန်ခြင်းကနူးညံ့တိမ်မွေးခြင်းရှိရမှာမယ်ဒီຢာကကျွန်တော်တို့ကိုဖခင်ကကျွန်တော်တို့အဖို့အလုံးကပြင်ဆင်ပေးထားတဲ့လမ်းဖြစ်ပါတယ်ဒီနေ့ခရိယန်ယုံကြည်သူအတယောက်အနေဖြင့်အတင်းတော်အသက်တာနိုင်ကျွန်တော်ရဲ့တီရှိနေခြင်းကကျွန်တော်ရဲ့ယက်တီနေခြင်းကဘာလဲဆိုတော့ကျွန်တော်ပြည်တော်ကိုအမွေခံဖို့ဖြစ်ပါတယ်ဒီပြည်တော်ဆိုတဲ့ဒီလောကသခင်ယေရှုသခင်ဖခင်နေရနိုင်ပေါ့နော် second coming night ကျွန်တော်တို့ဟာတကယ်ဒီလောကကြီးကိုကျွန်တော်အမွေခံရမယ်ကျွန်တော်အုပ်စိုးရမယ်ကျွန်တော်တို့ကအောင်မြင်တော်သူအဖြစ်ကျွန်တော်တို့ကအုပ်စိုးတဲ့အခါမှာအမှန်တကယ်ပဲကျွန်တော်တို့ကအော်ပြည်တော်ဆိုတာဒါပါလားကျွန်တော်လက်တွေ့ကြဆိုဝိလေဝမ်းမြောက်ပါပါဒီကျောင်းရနိုင်ရှိတယ်ပေါ့နော်ဆိုရင်လည်းသခင်ယေရှုကိုလိုကိုချစ်ပါတယ်ဆိုတော့ပြည်တော်ကိုအမွေခံဖို့လို့ကျွန်တော်နူးညံ့တိမ်မွေးတော့စိတ်နှလုံးသားနဲ့အတူကျွန်တော်တို့ဖခင်ရဲ့ဥဆောင်ခြင်းကိုလက်ခံရရှိဖို့ရအမှန်တမ်းအရေးကြီးတာဖြစ်ပါတယ်ဖခင်ရဲ့ဥဆောင်ခြင်းကနေ့အစဉ်တိုင်းမှာကျွန်တော်ဖို့တော့လုံလောက်နေတာဖြစ်ပါတယ်ဟာလေလုယာကိုလိုကိုချစ်ပါတယ်နူးညံ့တိမ်မွေးတော့စိတ်နှလုံးသားဖြစ်တဲ့နေ့ချိန်ထိတိုင်အောင်ကိုလိုစောင့်ထိန်တော်မူပါမြေအကြောင်းဆုတောင်းကောင်းချီးပဲဝန်တာနေပြီရင်ကျွန်တော်ရဲ့အသက်ရှင်ခြင်းတွေခရိယန်တရားရဲ့အသက်ရှင်နေနူးညံ့တိမ်မွေးပြီးတော့မှပြီးတော့ကိုအမွေခံဖို့ဘောင်းတင်တင်မြေကြီးတင်တဲ့ဒီပြီးတော့ဆိုတဲ့အရာတွေလက်တွေ့ကြဆိုမွေးလုံဝမ်းမြောက်ပြီးတော့မှအိုးဖခင်ရဲ့တဘိုးတဘောကိုလက်တွေ့မြည်ဆန်ဝမ်းမြောက်ကြတော့ညီကိုညီမများဖြစ်ကြရအောင်အာမင်ကိုလိုကိုချစ်ပါလေ